သမီးဘယ်မှမလုပ်ဘူးပါလို့ရှင်ဟောစီဖောင်းဓာတ်ပုံလည်းမပါဘူးနိဘာဖြစ်လို့ဓာတ်ပုံမကတ်လား သမီးဓာတ်ပုံမှာရရမှမသိလို့ပါရှင်ဩပြမပြလေးကောင်မလေးရဲ့ချိုးတော့ကဒီလအစမှာတင်မတို့ချမှတ်ထားတဲ့စေတက်ကတ်ကိုထိတဲ့အတွက်အားလုံးကိုခေါ်တွေ့တာပါနော်မင်္ဂလာပါမမမင်္ဂလာပါညီမလေးနာမည်ဟာသမီးနေရာထက်ထက်ပါရှင်ဟောဟိုအရင်ကလုပ်ဘူးလားသမီးဘယ်မှမလုပ်ဘူးပါလို့ရှင်ဟောစီဖောင်းဓာတ်ပုံလည်းမပါဘူးနိဘာဖြစ်လို့ဓာတ်ပုံမကတ်လားသမီးဓာတ်ပုံမှာရရမှမသိလို့ပါရှင်ဩပြမပြလေးကောင်မလေးရဲ့ကိုရမယ့်နေရာမသိဘူးလားရန်ကုန်ဘယ်လိုရောက်လာလဲဒီပုံစံနဲ့အမေကတော့မှနေရပါရှင်အမေကအဖေနဲ့အမေကိုလှုပ်ကြွေးခြင်းလို့ရန်ကုန်တက်လာတာပါရှင်အဲ့ဒါရန်ကုန်တက်လာတာတော့မှသမီးစီးနေတဲ့စပိန်လေးကိုရောင်းပြီးတော့ရန်ကုန်တက်လာတာပါဩပြမပြလေးကလေးမရဲ့ကဲဟုတ်ပြီဘာမှနေလဲလက်ရှိရောဘာမှနေလဲအခုကသမီးတက်ငယ်ချင်းနဲ့အတူတူနေပါရဲ့ဖြူပါပြောချင်နေလဲ तू ကလုပ်ငန်းတွေ့ကြုံတယ်မရှိဘူး CV ဖောင်တော်မှပြည့်စုံမတင်မေးနိုင်ဘူးမမတို့ရဲ့သမီးကိုအလုပ်ခန့်ပါနော်ဒီကအလုပ်လုပ်ရတဲ့ပတ်စံထဲမှာသမီးဖေးမေကိုပြန်ပို့ပေးလို့ရမှာသမီးဒီမှာဘာပဲလုပ်ရလုပ်ပါမယ်ရှင်ဟုတ်ပါကျွန်တော်တင်ပေးလိုက်မယ်လေอ๋อမမေခဏနေပါဦးဒီမှာငါတို့မေးနေတယ်လေလက်စီမန်းတော့မသိသေးတဲ့ဟာကိုကဲအဲ့ဆိုရင်အမားတို့အကြောင်းပြန်ပေးမယ်နော်ဟုတ်မကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ဟဲ့ CV ဖောင်ကြီးကိုဘယ်လိုယူသွားတာတော့ဘာလို့ဒီထားတယ်ကောငါဒီမှာစီတွေးနေလို့ကြောင်းပြီးပြန်ပေးလိုက်လုတ်ရလားမာကြီးဘယ်လိုသဘောရလဲသူ့အေးငါတော့လေသူ့ကိုကြည့်ပြီးတော့တနာပြီးတော့အလုပ်ပေးခြင်းနေပြီဟဲ့ဦးတူတူအားတတတော့နိုင်တယ်နော်ဟုတ်တယ်ဟိုဖြူရောနေဘယ်လိုသဘောရလဲဒါပေမဲ့တစ်ဖက်ကပြန်တွေးကြည့်တော့လဲသူ့မိဘကိုလှုပ်ကြွေးခြင်းနေရနော်ကိုရီမခေါ်ထားရင်လည်းသူ့ပုံစံလေးနဲ့မိမပြူလေးနော်ပြီးတော့သူအပြင်မှာကတ်နေရတာဆိုအေးပါအဲ့ဆိုငါတို့အဲ့တောက်ခေါ်လိုက်တာပေါ့ဟဲ့နော်ခန့်လိုက်ကြတာပေါ့လေကဲနောက်တစ်ယောက်ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဒီမှာရှိတဲ့သားတွေသမီးတို့ခေါ်တွေ့ရတဲ့အကြောင်းကအမားတို့ရဲ့ကိုလင်းကားရှိုးရုံးကဒီလအစမှာတင်အမားတို့ချမှတ်ထားတဲ့စေတက်ကတ်ကိုထိတဲ့အတွက်အားလုံးကိုခေါ်တွေ့တာပါနော်ဒီလိုမျိုးစေတက်ကတ်ထိတယ်ဆိုတာအမားတို့တအူးကောင်းတစ်ယောက်ကောင်းစူးစမ်းလို့မဟုတ်ပါဘူးအမားတို့ showroom မှာရှိတဲ့ sales team တွေရှိတယ် digital marketing team တွေရှိတယ် service team တွေရှိတယ်ပြီးတော့ office staff တွေပေါ့နော်ဒီ office ပိုင်းလုပ်ပေးနေတဲ့ကလေးတွေအားလုံးစူးစမ်းလို့ဒီလိုမျိုးအမားတို့စေတက်ကတ်ကိုထိတာပါအဲ့အတွက်အားလုံးကို congratulation ပါလို့ပြီးတော့ကြတော့အခုဒီမှာကလေးအစ်စ်တွေလည်းရှိနေတဲ့အတွက်ပေါ့နော်ဒါအမားတို့ဒီမှာရှိနေတဲ့ကလေးတွေအကုန်လုံးကအမားတို့ရဲ့ပြည်လန်း showroom နဲ့ဥဝိဇ္ဇာရလန်း showroom မှာရှိတဲ့ကလေးတွေပဲရှိသေးတယ်ပေါ့နော်ကျန်တဲ့ branch တွေမှာရှိတဲ့ကလေးတွေလည်းကျန်နေသေးတယ်ဆက်ပြီးတော့ map view ကနေပြီးတော့အမားတို့ရဲ့ဒါဒီမှာလည်းနော်တင်းမမှာအစ်စ်တွေရှိနေတဲ့အတွက်သူတို့အမားတို့ရဲ့ knowledge တွေလည်းပြန်ပြောမယ်ပြီးတော့ဆက်ပြီးတော့ map view ကပြောချင်တာလေးလည်းရှိတဲ့အတွက် map view ကိုဖိတ်ခေါ်ပါတယ် map view ပြောပေးပါဦးအားလုံးပဲကျမရှင်လန်းကြပါသည်နော်ကလေးတွေခုရက်မှာဆိုရင်အမားတို့ကအသစ်လေးတွေလည်းခံထားတာဖြစ်တဲ့အတွက်ကြောင့်အမားတို့ကိုလင်း Automobile Sales and Service Center ရဲ့ history လေးကိုလည်းအမနည်းနည်းအသစ်တွေပါသိသွားအောင်လို့ပြောချင်ပါတယ်အမားတို့ကဆိုရင်မူလအစ Ever Smile CNG ပြောင်းလဲတက်စဉ်အာမန်သစ်မော်တော်ယာဉ်ထုတ်လုပ်ရေးအနေနဲ့ကားတွေကိုရောင်းချခဲ့တယ်ပေါ့နော် SKD စနစ်မှာဆိုရင်ဆိုရီကား brand ကိုမြန်မာနိုင်ငံကိုတင်သွင်းပြီးတော့ဆိုရီအာမန်သစ်ဆိုပြီးတော့ showroom အမတို့ကဖွင့်ခဲ့တယ်ဒီနောက်မှာအမတို့ကကိုလင်းကား showroom ဆိုပြီးဖွင့်တာပေါ့နော်အဲ့ဒီအချိန်တုန်းကတော့အမတို့ကအယောင်းပိုင်းကိုပဲအဓိကလုပ်တာအဲ့ဒီကနေမှတက်ဆင့်အမတို့က service ပိုင်းအထိကိုတိုးချဲ့ဖွင့်လှစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်ကိုလင်း Automobile Sales and Service Center ဆိုပြီးတော့အမတို့ကဖွင့်လှစ်ခဲ့ပါတယ်ဒီလိုမျိုးဖွင့်လှစ်နိုင်တာဆိုရင်အမတို့ကိုမြန်မာနိုင်ငံတနိုင်ငံလုံးကနေ customer တွေရဲ့အားပေးမှုနဲ့အမတို့ဒီလိုမျိုးဖွင့်လှစ်နိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့အမက showroom တွေကိုလည်းဒီထက်ထိပို့ပြီးတော့ဖွင့်လှစ်ချင်ပါသေးတယ်အခုလက်တလုံးမှာဆိုရင်အမတို့ကပြည်လန်း Novotel Hotel နီးမှာဆိုရင် showroom number 1
နော်အမှတ်224ဦးဝိဇာရလမ်းနဲ့ဓမ္မစီတီလမ်းတောက် SPC Tower ရဲ့အနောက်ဘက်အခု showroom မှာ showroom number 2ဖွင့်ထားတယ်။တောင်ဥက္ကလာရန်နာလမ်းမပေါ်မလိခအင်ယာရဲ့အရှိတ်ဘက်မှာဆိုရင် showroom number 3ဆိုပြီးတော့အမဖွင့်ထားပါတယ်။ဒီထက်ထိလည်းပို့ပြီးတော့အမကဖွင့်ချင်တယ်ပေါ့နော်။အဲ့တော့အားလုံးကလည်းစူးစမ်းပေးဖို့အတွက်အမကပြောချင်ပါတယ်။နောက်အမတို့ရှိမှာစောင်ပုတ်လေးတွေလည်းရှိတယ်။ကားဝယ်ခြင်းလားကားစားပဲလားကိုလင်းကိုသွား။ကားနဲ့ပတ်သက်သမျှကိုလင်းနဲ့မှစိတ်ချဒီလိုမျိုး customer တွေယုံကြည်စိတ်ချစွာနဲ့အားပေးနိုင်အောင်လို့အားလုံးကလည်းဝိုင်းဝန်းပြီးတော့စူးစမ်းပေးအတွက်အမကပြောချင်ပါတယ်နော်။နောက်အမတို့ရှိမှာဘာကားတွေရသေးလဲ။ Modern မြင့် Europe, Japan, China, Korea EV ကားတွေကနေစပြီးတော့လုပ်ငန်းသုံး Ford Truck တွေချီကိုအားပေးနိုင်တာဖြစ်တယ်ဒါလေးကိုလည်းတေချာလေးမှတ်ပေးတာเนาะဘာကားတွေရရဲဆိုတာ customer တွေမေးတဲ့အချိန်မှာပြောနိုင်အောင်လို့လေ service အနေနဲ့ကြပြန်တော့လဲအမားတို့ကဒီကားတွေကိုရောင်းတာအပြင်ကား service တွေလည်းလုပ်တယ်ကားတက်တန်းတိုးတာတွေလည်းလုပ်တယ်ကားအာမခံတွေလည်းလုပ်တယ်နောက်အပြင်မှာကားတွေပါတယ်ပြတ်တယ်ပေါ့ပြတ်တယ်ဆိုရင်အမားတို့ရှိဖုန်းလေးတကောပဲဆက်လိုက်အမားတို့ wheel service ထွက်ပြီးတော့လဲဒါပြင်ဆင်ပေးသေးတယ်ဒါတွေအကုန်လုံးအမားတို့လုပ်တယ်ပေါ့เนาะကဲဒါကိုတေတေချာမှတ်ထားပေးအောင်เนาะအမပြောတဲ့ဟာလေးတွေကိုလေเนาะဟုတ်ပြီအချုပ်ပြောရမယ်ဆိုရင်ဒီလမှာလအစမှာနေစေး target ထိတဲ့ခါကျတော့အားလုံးအရန်ကိုတော်တယ်လို့အမကပြောချင်တာဒီပုံစံအတိုင်းပဲဆက်လက်ပြီးတော့စူးစမ်းပေးပါ customer service ကိုလည်းအမြဲတမ်း customer ကစိတ်ချယုံကြည်စွာနဲ့ service အပြည့်ပေးနိုင်အောင်လဲစူးစမ်းပေးပါ team work မိဖို့လဲလိုရယ်เนาะဒါလေးလည်းစူးစမ်းပေးဖို့လိုရယ်เนาะအားလုံးပဲကဲဒါလေးပဲအမပြောချင်တာပါတေချာလေးမှတ်ပေးပါအောင်เนาะကဲအခုကတော့အားလုံးအရန်ကိုကြိုက်တဲ့သွားစားကြမယ်တို့ရယ်来，အေးနင်တို့အားလုံးငါတခါလဲပြောမယ်နော်အလုတ်ချိန်ကိုလုံးဝနှောက်မကြကြနဲ့အလုတ်ချိန်နှောက်ကြရင်နင်တို့ငါဖိုင်းကောက်ဘူး ဟိုအန်တီကလေခုလုံးလုံးဆယ်ဟိုစင်ရန်ပေးပြီးတော့ဟို ဟိုစင်ရဆက်ချက်ကိုတမီးတို့နဲ့ပဲချုပ်မယ်လေလာငုံးဘာလုပ်နေရလဲလားဟဲ့ထက်ဘာလုပ်နေရလဲကော်ဖီတွေချော်လေ ကားနဲ့ပတ်သက်သူများကိုလင်းနဲ့မှစိတ်ချ